စီးပွားရေးမှာထူးချွန်ပြီးအောင်မြင်တဲ့သူတွေကသူများပတ်စံအိတ်ကပတ်စံကိုကိုယ်ပတ်စံအိတ်ထဲဝင်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကောင်းကောင်းသိပါတယ်အိမ်မှာနေတဲ့မိခင်တွေအိမ်မှာနေပြီးတော့ဘယ်လိုပတ်စံဝင်အောင်လုပ်လို့ရလဲဆိုတာပြောပြမယ်နော်ကျမကတော့စကားပြောရင်ပွန်ပွန်လင်းလင်းပြောတတ်တယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်ဟိုလူဖာဒီလူဖာလုံးဝမလုပ်တတ်ဘူးကြိုက်ရင်ပေါင်းမကြိုက်ရင်သွားဒါပဲနော်ကျမအမုန်းဆုံးကတော့ဟိုလူကိုဖာဒီလူကိုဖာလုပ်တဲ့အလုပ်ပါဘယ်သူကိုမှဖာပြီးတော့လည်းမပေါင်းဘူးဖာပြီးတော့လည်းမစားဘူးဒါပေမဲ့ကျမကြိုက်တဲ့ဖာတဲ့အရာတစ်ခုကတော့ဖာသားစားတာပါပဲဒါကတော့ဖာခြေတောက်တွေဖြစ်ပါတယ်ဒီနေ့ကတော့ကျမအတွက်အရန်အရေးကြီးတဲ့နေ့လေးတစ်နေ့ပါအဲ့ဒါကြောင့်မလို့ဒီဖာသားကိုစားနနွမှုစက်သားမှုလေးနည်းနည်းလေးထည့်ပြီးတော့ကြော်မှာဖြစ်ပါတယ်ကျမဘသူအပေါ်မှာဖားလည်းမဖားဘူးကတ်လည်းမကတ်ဘူးဒါပေမဲ့ကဘာပေါ်မှာကျမဖားတဲ့ကတ်တဲ့လူတစ်ယောက်ရှိပါတယ်အဲ့ဒီလူတစ်ယောက်ကိုဖားဖို့အတွက်ဖာသားကြော်နေတာဖြစ်ပါတယ်သူ့ကိုဖားရင်လေသူ့ရဲ့ချမ်းသာကြွယ်ဝမှုအားလုံးကကိုယ့်ရဲ့ဟာဖြစ်သွားပြီးနင့်ပတ်စံလိုက်ငါပတ်စံငါပတ်စံလိုက်ငါပတ်စံဖြစ်သွားတဲ့အတွက်ကြောင့်လို့ဖားချင်ဖားမဖားချင်နေဒီလူကိုတော့ဖားရမယ်နော်ဒါကတော့ငါးကောင်းကိုကင်မွန်းစင်လေးနဲ့ငါးကောင်းကချင်ချက်ထားတာပါချက်တဲ့အိုးတွေကိုကြည့်လိုက်နော်အိုးတွေကမင်းနေပြီအကြောင်းရင်းကတော့ဘလောက်အထိမိသားစုကိုသမင်းဟင်းချက်ကျွေးတယ်ဆိုတဲ့တသက်ပါကိုအတုံးမကြလို့အိုးခဏခဏတူပြီးမဲသွားရတဲ့အကြောင်းရင်းကတော့လူရှိသူရှိမှပြောလို့မရဘူးလေနော်ငါးကောင်းလေးချက်လာပြီဆိုရင်တော့ခြံကထွက်တဲ့ organic ပင်စိမ်းလေးပါထည့်အောင်မနော်ပင်စိမ်းလေးကတော့ခြံကထွက်တာဆိုတော့မွေးနေတာပဲကဲဒီပင်စိမ်းလေးအတူထည့်လိုက်ကြရအောင်ပင်စိမ်းလေးထည့်ပြီးပြီဆိုရင်တော့အိုးချလို့ရပါပြီဒါကတော့ခြံနောက်ဖေးမှာစိုက်ထားတဲ့ organic ဟင်းနုနွယ်လေးပါအရန်ချူပြီးအရန်စားလို့ကောင်းတယ်စားခါနီပူပူနွေ့နွေ့လေးကြော်လိုက်မယ်နော်ဟင်းနုနွယ်လေးကြော်ပြီးပြီဆိုရင်တော့ပွဲပြင်လို့ရပြီပေါ့ကြည့်လိုက်ပါအခုလိုဖွဖွရရလေးငါးကောင်းကချင်ဟင်းချက်ပြီးတော့ဟင်းနုနွယ်ကြော်လေးပြီးရင်ခုနကတော့ယောက်ျားကိုဖားမဲ့ဖာသားလေးနဲ့ပိန်းဥဟင်းလေးမှာမုံညင်းလေးထည့်ပြီးအတီးအရွက်အစုံအလင်နဲ့ဟင်းရီပူပူလေးနဲ့ဆိုတော့မိသားစုသမင်းဝိုင်းအတွက်အစင်တင်ဖြစ်ပြီပေါ့ကလေးတွေရဲ့ဖေကပင်ပင်ပန်းပန်းနဲ့အပြင်ကနေပြန်လာတဲ့အချိန်ကျရင်တော့သူရဲ့သမီးလေးတွေကိုရေချိုးထားပြီးလလပပလေးဝတ်ထားပြီးကိုကလည်းရေချိုးထားမှဖြစ်မှာနော်သမင်းဟင်းချက်တယ်ဆိုပြီးနန်းနန်းစောစောနဲ့ဘေးနားမှာသွားထိုင်လို့တော့မရဘူးလေဟုတ်တယ်မလား Yes စပွဲပေါ်မှာထိုင်လိုက်တာနဲ့သမင်းဝိုင်းလေးကလည်း ready မိသားစုလေးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့စကားသမီးလေးပြောကြရင်နဲ့သမီးလေးတွေကလည်းတိတိတတ်တာနဲ့သူ့အဖေကိုအချိန်ပြည့်ချွဲနေတယ်ဆိုရင်တော့ဒီအဖေရဲ့ပတ်စံအိတ်ထဲကပတ်စံတွေအားလုံးကတော့အမေရဲ့ပတ်စံအိတ်ထဲမှာ no complain ပဲနော်ဘာမှပြောစရာမလိုဘဲနဲ့အကုန်ဖိတ်ကြလာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဖေလေးနားထောင်နေရဆိုရင်တော့ကိုရဲ့မိန်းမကိုပတ်စံများများရှာပေးပါအိမ်ကမိန်းမ service အရန်ကောင်းလာပါလိမ့်မယ်အိမ်မှာနေတဲ့မိမိတွေလည်းယောက်ျားမျက်နှာကြည့်ပြီးယောက်ျားအကြိုက်လေးနဲ့ယောက်ျားပတ်စံအိတ်ထဲကပတ်စံနဲ့အကုန်လုံးကိုယ်စီမှာများများခါချနိုင်ပြီးတော့အလုပ်လုပ်စရာမလိုပဲနဲ့အမြန်ချမ်းသာပါစေI know some more. I don't even know how to say circus. I don't know how to say circus. Circus ya? Ano manja? Anna, you forget. I don't forget. Circus by cooking personal. Ano manja? Nako manja ba? Masuk ya? Nako ba awa siya? No. What fish lives in a circus?